ဒီကျုပ်လောက်လည်းမကောင်းမနဲ့လိုက်မစိုးနဲ့စင်ကောင်းလေနားလည်လားဟဲ့ရှိတဲ့သူကိုရိုးသေးညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေဒီထဲမှာပါလိုက်မယ်တော်ကောင်းကြီးမြေတရားဝဲဆိုတာကလူကြီးတွေနဲ့တော်ကောင်းကြီးမြေတိတ်ပြီးတော့တော်ကောင်းကြီးမြေဘာလို့တလဲလို့မေးလို့ရှိရင်တရားဝဲတွေကလူကြီးတွေကတော့တိတ်မလားတယ်ကျမကြီးအခြေအနေကြောင့်လေဖိုင်လိုက်ဒီနေရာတွေကလူငယ်များများလူလက်ပိုင်းတွေများများလာရမယ်နေရာခိုင်ဒီလိုမဟုတ်လားလူကြီးတွေကတော်ကောင်းကြီးမြေစောင်းတွန်းကျမကြီးတွေနဲ့တော်ကောင်းကြီးမြေကိုယ့်ရင်ကိုယ်မှလည်းပဲတသက်လုံးနားလာတာလေတော်ကောင်းကြီးမြေဒီလိုမဟုတ်လားနားလည်လားဗျာဒီနေသားကဘုန်းကြီးတွေရှင်းနာကဟောသွားတဲ့ဆရာတော်ဘုရားတွေနောင်တော်တွေကတော့ဒီလိုပဲပြောလိမ့်မလဲခင်ဗျားတို့နဲ့တသက်လုံးနေရအောင်ပါမှန်လားဗျာကြိုက်ချင်းမကြိုက်ချင်းကြိုက်ကြိုက်မကြိုက်ကြဦးတို့ကတော့တော်ကောင်းကြီးမြေမှန်တာနားထောင်ခြင်းလို့လာတာမဟုတ်လားမှန်ပါဗျာနေရမလူနဲ့ဗမာလူမျိုးကနည်းနည်းလေးရလာပြီးအောင်မြင်လာပြီးဆိုတိတ်နေရလူတယ်မှန်လားဘိုင်းနေကွဲမှန်းနေတော်ဘာကြီးမြတ်အားလုံးကလူတွေပဲပကုံးတစ်ဘက်ကလူတွေပဲတရွာတွေနေတည်ရဲတောက်တာအားလုံးကတော်ဘာကြီးမြတ်နေမျိုးလားသေမျိုးလားသေမျိုးပါဗျာကောင်းပြီလုံးကြအောင်မနောက်ကြတော့ဒါပရိသတ်ရဲ့သဘောမဟုတ်လားမှန်ပါဗျာစင်ကောင်းကြီးနားလည်လားမှန်ပါဗျာလူကြီးသူမတွေကအိုကြီးအိုမတွေကမသိဘူးလေသူတို့ခက်ကဒါတွေမှမရှိတာကိုအဖိုးတို့ဘွားတို့ဒီလိုပြောလို့နားတာဘိုးတို့ဘွားတို့ခက်ကရှိသလားမရှိဘူးဘိုးတို့ဘွားတို့တော့မှတော်ဘာကြီးမြတ်ဟေ့တငယ်ချင်းတို့နေပင်သခွန်မိုးတန့်ကဲဆင်းရှိခွန်လာမဲဟဲ့တောင်မအိမ်တို့မြောက်ဘက်အိမ်တို့ဘိုးတွေညို့လာပြီနော်သိန်းစီရရှိတာသိန်းကြီးဟာခေါ်မခေါ်လှမ်းပြီးသတိပေးတယ်ရှေ့လူကြီးကဒီလိုမဟုတ်လားမိုးတွေညို့လာရင်တော့မှကိုကတိလို့တော်ဘာကြီးသိန်းနေဆဲနေပြီဆိုလို့ရှိရင်တောင်မအိမ်မြောက်ဘက်ဟဲ့သိန်းစီရရှိတာသိန်းကြလေမိုးတွေညို့လာပြီဟာဒါကိုပြောတာဒါကိုရှေ့လူကြီးတွေတုန်းက